အိမ်တလုံးလားထောင်ချောက်တစ်ခုလားအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Bami Recaps and Minutes Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမယ့်ဇာတ်ကားလေးကတော့2019ခုနှစ်မှာထွက်ရှိထားတဲ့ Vivarium ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်တဘာဝလို Horror Fantasy ရုပ်ရှင်ဖြစ်တာကြောင့်တမှုထူးခြားတဲ့ဇာတ်ဝင်ခန်းတွေကိုစိတ်ဝင်စားဖွယ်ရာကြည့်ရှုကြရမှာပဲဖြစ်ပါတယ်ဇလန်လေးရဲ့အစမှာတော့စမ်းကြဲတဲ့တဘာဝအဖြစ်အပျက်တစ်ခုနဲ့စတင်ထားပါတယ်။အိုဟောင်းငှက်ပေါက်လေးဟာမိခင်အိုဟောင်းငှက်မစီကအစာကိုသူတကောင်နဲ့စားရဖို့အတွက်တခြားငှက်ပေါက်တကောင်ကိုအတိုက်ထဲကနေတွန်းချလိုက်တဲ့အပြုအမူကိုရိုက်ကူးပြထားပါတယ်။အဲဒီနောက်မှာတော့မိုးကြိုးကျောင်းတစ်ခုရဲ့ကျောင်းစင်ချင်းစီကိုရောက်သွားခဲ့ပါတယ်။ကျမ်းမာဟာအချင်းတော်တရားရှိတဲ့မိုးကြိုးကျောင်းဆရာမလေးတယောက်ဖြစ်ပြီးတော့သူမရဲ့ချစ်သူကောင်းလေးတွန်းကတော့ရိုးသားတဲ့လက်သမားဆရာလေးတူဖြစ်ပါတယ်။သူတို့ဟာဘဝကိုပျော်ရွှင်ရောင်ရဲစွာဖြတ်သန်းနေကြပြီးတော့အတူတူနေဖို့အတွက်အိမ်လေးတစ်လုံးဝယ်ယူကအခြေချဖို့စဉ်းစားနေကြတာပဲဖြစ်ပါတယ်။တနေ့မှာတော့သူတို့ဟာYonda Estate လို့အမည်ရတဲ့ HMA ရောင်းဝယ်ရေးရုံးတစ်ခုစီကိုရောက်သွားခဲ့ပါတယ်။ရုံးထဲမှာရှိတဲ့တဦးတည်းသော agent Martin ဟာသူတို့ရုံးထဲကိုဝင်ချင်းမှာပဲချက်ချင်းနှုတ်ဆက်လာပါတယ်။သူကသူမိတ်ဆက်အပြီးမှာတော့ Martin ဟာ Yonda လို့ခေါ်တဲ့အိမ်ယာစီမံကိန်းအတဲ့အကြောင်းကိုပြောပြလာပါတယ်။ Martin ရဲ့စကားပြောလေယူလေသိန်းဟာကြိုတင်ပြင်ဆင်ထားသလိုသဘာဝမကျတဲ့ပုံစံပေါက်နေခဲ့ပြီးတော့သူဟာအိမ်ယာကိုလိုက်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။သူတို့ဟာအနေငယ်တော့ထူးဆန်းနေမှခံစားမိကြပေမဲ့သိချင်စိတ်ပြင်းပြနေကြတဲ့ဂျမ်မာနဲ့တွန်တို့ကတော့မာတင်ခေါ်ဆောင်ရနောက်ကိုသူတို့ရဲ့ကားနဲ့လိုက်သွားခဲ့ကြပါတယ်။ယွန်ဒါအိမ်ယာဟာထူးထူးခြားခြားကြီးမားကျယ်ပြန့်တဲ့မြို့ပြအိမ်ယာတစ်ခုဖြစ်ပြီးတော့အိမ်တိုင်းကအစိမ်းအောင်ရှိကအတန်းလိုက်တန်းစီပြီးတော့တိဆောက်ဖွဲ့စည်းထားတဲ့ပုံစံဖြစ်ပါတယ်။တဘာဝမကျတဲ့ကောင်းကင်ပုံစံနဲ့အတူလူသူတဦးတလေးငှက်တကောင်တလေးမှမရှိပဲအတန်ပလန်တစ်လုံးတစ်ဝါမှမကြရကကြောချမ်းစရာကောင်းစွာနဲ့ပကတိငိမ့်သက်တိတ်စီတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။သူတို့ဟာမာတင်ရဲ့ကားရထားတဲ့အိမ်နှစ်ဘက်ကိုးအရှိမှာပဲကားကိုရက်လိုက်ကြပါတယ်။မာတင်ကဖြက်လက်စွာနဲ့သူတို့ကိုအထက်ခေါ်သွားပြီးတော့ပရီဘော့ကအပြည့်စုံထည့်သွင်းထားပြီးတော့အိမ်ကိုပြသလိုက်ပါတယ်။အိမ်ထဲမှာရှိတဲ့ပရီဘော့ကတွေကနေပြီးတော့အိမ်တွင်းပြင်ဆင်အလှဆင်ထားပုံတွေအထိအရာအလုံးကအကြမ်းပြင်းပုံစံသာဖြစ်နေခဲ့ပြီးအိမ်ဟာလာဟင်းလင်းကြီးဖြစ်နေခဲ့ပါတယ်။အိမ်လိုက်ပြနေရင်တန်းလမ်းမှာမာတင်ကရုတ်တရက်ကြီးပျောက်ကွယ်သွားခဲ့တဲ့အခါမှာတော့ဂျမ်မာနဲ့တွန်တို့ဟာလည်းအပြင်ထွက်ဖို့ကြိုးစားခဲ့ကြပေမဲ့ကြောက်မဖွယ်ကောင်းတဲ့အရာတစ်ခုကိုလှည့်မြန်စွာသတိထားမိလိုက်ကြပါတယ်။လမ်းတိုင်းဟာအိမ်နှစ်ဘက်ကိုးစီကိုပဲဥတည်နေခဲ့ပြီးတော့ဘယ်ဘက်လမ်းကပဲမောင်းသွားသူတို့ဟာတူညီတဲ့အိမ်ရှိကိုပဲပြန်ရောက်လာခဲ့ပါတယ်။ထွက်ပေါက်မရှိတဲ့ဝင်ကဘာတစ်ခုထဲမှာပိတ်မိနေတဲ့အဖြစ်ပြက်လိုပါပဲ။တဖြည်းဖြည်းနဲ့သူတို့ရဲ့ကားဟာစီးကုန်းသွားပြီးတော့အဲ့ဒီအိမ်မှာပဲအိပ်ရဖို့ဖြစ်လာခဲ့ပါတယ်။ညတညကုံဆုံးပြီးတော့မနေ့ရောက်လာတဲ့အချိန်မှာတော့မုံနဲ့တကူရီတကားရသုံးစုပစ္စည်းတွေပါဝင်တဲ့ကတ်ထူပေါ်တစ်ပုံဟာသူတို့ရဲ့အိမ်ရှိမှာပေါ်လာခဲ့ပါတယ်။အစားအစာတွေဟာအနံ့အရသာလုံးမရှိပဲသူတို့ရဲ့အိမ်အတိုင်းသဘာဝမကျလာပါဘူး။ရက်အတော်တန်ကြာပြီးတဲ့နောက်မှာတော့နောက်ထပ်ဘုံတစ်ပုံရောက်လာခဲ့ပြီးတော့ဒီတစ်ခေါက်မှာတော့အထက်မှာမွေးကိစ္စအရွယ်ကလေးလေးတစ်ယောက်နဲ့စားတစ်စောင်းပါလာခဲ့ပါတယ်။စားထဲမှာကလေးကိုပြုစုထောင်ပြီးတော့လွမြောက်ရန်ကြိုးပမ်းပါဆိုတဲ့စာကြောင်းတစ်ကြောင်းကိုထူးဆန်းစွာနဲ့မြင်တွေ့လိုက်ရပါတယ်။ဒီအချိန်ကာလဟာဇလန်းရဲ့အရေးပါဆုံးအပြောင်းလဲတစ်ခုဖြစ်လာပါတယ်။လူသားပုံစံပေါက်ပေမဲ့ကလေးဟာတကယ်တမ်းမှာတော့ပုံမှန်မဟုတ်ကြောင်းဂျမ်မာနဲ့တွန်တို့ကတဖြည်းဖြည်းသိရှိလာပါတယ်။သူဟာတာမန်မဟုတ်တဲ့ဖွံ့ဖြိုးမှုနှုန်းနဲ့ကြီးပြင်းလာကရတဲ့ဘက်အနေငယ်အကြာမှာပဲအသက်9နှစ်အရွယ်အထိမြင်ဆန်ဆန်ကြီးထွားလာခဲ့ပါတယ်။သူဟာအတန်တို့တွေလုံနိုင်ပြီးတော့ဂျမ်မာနဲ့တွန်တို့ရဲ့လှစ်လျူရှူတာကိုခံနေရရင်တော့အော်ဟစ်နေတတ်ပါတယ်။နောက်ထပ်ကဘာတစ်ခုကထုတ်လင်းနေတဲ့အောင်ထင်းရတဲ့ဒီပီဘောကပြက်တောင်းစိတ်ကနေတွေကိုလည်းကြည့်ရင်ကြည့်နေတတ်ပါတယ်။ဂျမ်မာနဲ့တွန်တို့ရဲ့အပြုအမူတွေကိုလိုက်ကြည့်ကလေးလာသင်ယူတတ်ပေမဲ့သူ့ရဲ့အပြုအမူတွေအားလုံးကတော့ထူးခြားဆန်းပြပြီးတော့စက်ရုပ်တစ်ခုရဲ့လှုပ်ရှားမှုသာဖြစ်နေခဲ့ပါတယ်။တနေ့မှာတော့တွန်ဟာအင်းရှိမြက်ခင်းပြင်စီကနေပြီးတော့အတန်တချို့ကြားလိုက်ရတဲ့အတွက်အောက်မှာဖုံးကွယ်ထားတဲ့တစုံတစ်ခုရှိနေလောင်ပဲလို့ထင်သွားပါတယ်။အဲဒီတော့သူဟာအင်းရှိမြက်ခင်းပြင်ကွက်လက်ကိုတူးဆွဖို့ကြိုးစားပါတော့လေ။တရက်ပြီးတရက်တွန်ဟာအရာအားလုံးကိုလစ်လို့ရှိရင်းနဲ့တွင်းတူးဖို့သာစိတ်အားထက်သန်နေပါတော့လေ။အချိန်ကြာလာတာနဲ့အမျှလက်တွေမှာပေါက်ပြဲရာအပြည့်ဖြစ်လာပြီးတော့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့အားနေလာပါတယ်။တရက်မစားမအိတ်နဲ့ဒီတွင်းတူးဖို့တစ်ခုတည်းကိုသာအာရုံစိုက်နေပါတော့လေ။အဲဒီချိန်မှာပဲဂျာမာဟာထူးဆန်းတဲ့ကလေးကိုတယောက်တည်းပြိုးထောင်ဖို့ဖြစ်လာပါတယ်။အထူးဆန်းကလေးနဲ့ဘလို့ပဲဆက်သွဲဖို့ကြိုးစားပါစေ။သူဟာလူသားမဟုတ်ကြောင်းသိတာထင်ရှားနေခဲ့ပါတယ်။သူဟာသူမရဲ့အတန်ကိုလိုက်တူပြီးတော့အသက်မဲ့တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်တတ်ပါတယ်။စက်ရုပ်တရုပ်လိုမျိုးစကားကိုတဘာဝမကျပြောတဲ့ကဂျမ်မာကိုမေလို့ခေါ်တယ်လို့ရှိပါတယ်။ဒီအရာတွေအားလုံးဟာဂျမ်မာရဲ့စိတ်ပိုင်းဆိုင်ရာကိုထိခိုက်လာစေပြီးတော့အိမ်ထဲမှာပိတ်မိနေုံနဲ့မကပဲမယုံထွက်နိုင်တဲ့အိမ်မက်ဆိုးကြီးတွေမှာပိတ်မိနေတယ်လို့ဖြစ်နေခဲ့ပါတယ်။အချိန်ကြာလာတဲ့အမျှသူတို့နှစ်ဦးလုံးရဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေကများတဲ့ထက်များလာခဲ့ပါတယ်။သူတို့စုံတွေဟာအတူရောင်ကဘာတစ်ခုရဲ့အကျဉ်းသားတွေဖြစ်နေခဲ့ပါတယ်။ဘယ်တော့မှမပြောင်းလဲတဲ့ကောင်းကင်ပင်ဘယ်တော့မှပေါ်မလာတဲ့အိမ်နီးနားချင်းတွေနဲ့တခုတည်းသောအတန်ကတော့တူညီတဲ့လုံချင်းအိမ်တွေကြားကတိုးတိတ်ထွက်လာတဲ့လေတိုးတန်တစ်ခုပဲဖြစ်ပါတယ်။လွန်မြောက်ဖို့ရနီးလန်းတစ်စုံတစ်လေးမှမရှိခဲ့ပါဘူး။အစားအစာတွေကနေတိုင်းလိုကတ်ထုပုံးတွေနဲ့ရောက်လာတဲ့ကောင်းလေးကတော့ပို့ပြီးတော့ညံရီထက်မြက်လာခဲ့ပေမဲ့လူသားဆန်လာဖို့ကတော့ပကတိတုံညာပါပဲ။တူရင်စွာရင်းနဲ့တနေ့မှတော့တွန်ဟာထိတ်လန့်ပွဲရကောင်းတဲ့အရာတစ်ခုကိုတွေးလိုက်ရပါတယ်။အဲ့တခုနဲ့ထည့်ထားတဲ့ရုံရင်းလူဆက်ဆက်အလောင်းတစ်ခုကိုမြေကြီးတွေအမိုက်တွေအောက်မှာတွေးလိုက်ရပါတယ်။
အဲ့ဒီအရာကိုတွေ့လိုက်တဲ့အခါတွန်းဟာအထိတ်တလန့်ဖြစ်သွားပြီးတော့အင်းရှိကိုပြန်လေပြေးထွက်လာခဲ့ပါတယ်မတက်ရက်ဖို့ရတော့မှအားရမကြမ်းတော့တဲ့ဟိဖြစ်သွားတဲ့အချိန်မှာဂျမ်မာရောက်လာခဲ့ပြီးတော့ကုညီပေးဖို့ကြိုးစားခဲ့ပေမဲ့သူမရဲ့အားထုတ်မှုကတော့အချင်းနေပါပဲနောက်တနေ့မှာတော့တွန်းဟာအပြင်းဖြားပြီးတော့ဂျမ်မာရဲ့လက်ပေါ်မှာပဲတုံးသွားခဲ့ပါတယ်ကောင်းလေးဟာအနေငယ်များတနာတဲ့အမူအရာမပြခဲ့ပဲအလောင်းထည့်တဲ့အိတ်တလုံးကိုသာကန့်ပေးခဲ့ပါတယ်အဲဒီနောက်မှာတော့တွန်းရဲ့ခန္ဓာကိုယ်ကိုအိတ်ထဲထည့်လိုက်ကစီးပိတ်လိုက်ပြီးတော့တွန်းကိုယ်တိုင်တူးထားခဲ့တဲ့တွင်းထဲကိုပဲအမိုက်တစ်ခုလိုပစ်ချလိုက်ပါတော့တယ်နောက်တနေ့မနက်မှာတော့ဂျမ်မာဟာဝမ်းနေပူဆွေးလေးရနေပဲကောင်းလေးရဲ့ဖြစ်တည်မှုအကြောင်းကိုနားလည်ဖို့မျှော်လင့်ရင်းသူ့ရဲ့အနောက်ကိုနောက်ရောက်ခံလိုက်ဖို့ကြိုးစားခဲ့ပေမဲ့မျက်ခြေပြတ်သွားရုံသာရှိခဲ့ပါတယ်။ကောင်းလေးပြန်လာတဲ့အချိန်မှာတော့ဂျမ်မာဟာပစိမ့်နဲ့ပေါက်လိုက်ရမှာကောင်းလေးကဒဏ်ရာနဲ့ငယ်ရသွားခဲ့ပြီးတော့ပလက်ဖောင်းအောက်ကရှုပ်ဝက်လမ်းကြောင်းတစ်ခုတည်းကိုထွက်ပြေးဝင်ရောက်သွားပါတော့တယ်။ဂျမ်မာဟာအဲ့ဒီအထက်ကိုဝင်ဖို့ကြိုးစားခဲ့ရင်းနဲ့အယောင်မတူညီတဲ့အိမ်တွေတစ်ခုချင်းစီတဲကိုထိုးဖောက်ဝင်ရောက်သွားခဲ့ပါတယ်။အဲ့ဒီအိမ်တွေထဲမှာတော့သူတို့နေတူရုန်းကန်နေကြရတဲ့မိသားစုတွေကိုရင်းနှီးစွာတွေ့မြင်လိုက်ရပါတယ်။အိမ်တအိမ်မှာတော့ဇုံတဲတစ်ခုကချစ်ရည်လူနေကြပြီးတော့ထူးဆန်းတဲ့ကောင်းလေးကတော့လက်ခုပ်လက်ဝါးတည်ရင်ကြည့်နေခဲ့ပါတယ်။နောက်ထပ်တအိမ်ထဲမှာတော့ရေချိုးကန်ထဲမှာကိုယ့်ကိုယ်တည်ထားတဲ့အမျိုးသားတစ်ယောက်ကိုတွေ့ရပြီးတော့နောက်တအိမ်မှာတော့ငိုရှိုက်နေတဲ့အမျိုးသမီးတစ်ယောက်နဲ့ကောင်းလေးဟာတူညီတဲ့ထင့်နေတဲ့ TV program ကိုကြည့်နေကြတာကိုတွေ့မြင်လိုက်ရပါတယ်။မြေခွေးတစ်ခုစီတိုင်းဟာသူမဘဝရဲ့အစိပ်ပိုင်းတစ်ခုစီတိုင်းကိုပြသနေခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့သူမဟာအိမ်နှစ်ဖက်ကိုပြန်ရောက်သွားခဲ့ပါတယ်။တဖြည်းဖြည်းနဲ့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာအရာပါချိုးယွင်းလာတဲ့ဂျမ်မာဟာတွန်လေးတို့ကောင်းလေးရဲ့အိတ်ထဲထည့်ခြင်းကိုခံလိုက်ရပြီးတော့အဲဒီနောက်မှာတော့ကောင်းလေးရဲ့နှုတ်ကနေပြီးတော့အမေရိရဲ့အလုပ်ကပြီးသွားကြဖို့ပဲဆိုတဲ့စကားကိုပြောလာခဲ့ပါတယ်။သူမဟာကောင်းလေးရဲ့အမေမဟုတ်ကြောင်းညင်းဆိုင်ရင်းနဲ့အိမ်ပြန်ချင်ကြောင်းပြောတဲ့အခါကောင်းလေးဟာအိမ်မှာရောက်နေပြီးသားဖြစ်ကြောင်းပြန်ပြောလာခဲ့ပါတယ်။အဲဒီနောက်မှာတော့ကောင်းလေးဟာသူမကိုတွန်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အိတ်ရှိကတွင်းထဲမှာမြုပ်နှံလိုက်ပါတယ်။တိတ်မကြခင်မှာပဲအဲ့ဒီတွင်းကြီးဟာပျောက်ကွယ်သွားပြီးတော့ညက်တွေကအလိုလျောက်ပြန်ပေါက်လာကသူတို့ရဲ့တည်ရှိမှုကိုဖုံးကွယ်ပြီးသားဖြစ်သွားခဲ့ပါတယ်။နောက်တနေ့မှာတော့ကောင်းလေးဟာမျိုးထဲကိုသွားဖို့ဂျမ်မာရဲ့ကားနဲ့ထွက်လာခဲ့ပြီးတော့အင်ချန်မြေရုံးစီကိုဦးတည်သွားခဲ့ပါတယ်။ရုံးကိုရောက်တဲ့အချိန်မှာတော့ကောင်းလေးကရုံးထဲမှာထိုင်နေတဲ့အသက်အရွယ်ရနေပြီဖြစ်တဲ့မာတင်ကိုတစိမ့်တစ်ခုပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့မာတင်ရဲ့ခန္ဓာကိုယ်ကိုအိတ်တလုံးနဲ့ထည့်လိုက်ကပြေစာတစ်ခုကတ်လိုက်ပြီးတော့အရင်ကလိုပဲအန်ဆွဲအကြီးတစ်ခုထဲမှာလိမ့်ပြီးတော့ထည့်ထားလိုက်ပါတယ်။ကောင်းလေးဟာမာတင်ရဲ့ဇပွဲပေါ်မှာထိုင်နေရင်းနဲ့စက်ဝန်းကိုဆက်လက်လဲပတ်စေဖို့အတွက်နောက်ထပ်ဇုံတွဲအသစ်တွေကိုကြိုးဆိုဖို့အသင့်ဖြစ်နေပုံနဲ့ရုပ်ရှင်ရဲ့အဆုံးအသက်ကိုရောက်လာခဲ့ပါတော့တယ်။နောက်လာမယ့်ဗီဒီယိုတွေမှာလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ movie recap တွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားခဲ့လို့ရပါတယ်။အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။